ဆိုတာနဲ့ဘလူပုံစံမျိုးပဲချက်အရင်ကြိုက်တဲ့သူတွေရှိလာရှင်ကျမဆိုလို့ရှိရင်တော့အရင်ကိုကြိုက်ပါတယ်ဒီနေ့ကတော့ဝက်သားမြစ်ချင်ကလေးချက်မှာဖြစ်ပါတယ်အရင်ဦးဆုံးကျမတို့ဝက်ကိုအသားတွေပဲယူမယ်အကယ်၍အစီကြိုက်တယ်ဆိုရင်တုံထက်သားလေးသုံးနိုင်ပါတယ်အရသာနေထားပါမယ်စားတကြားငံပြားရည်ပဲငံပြားရည်နဲ့ဂျပန်ရသာမုတ်ကိုထည့်ပြီးတော့မှကျမကနိုင်ဝက်လောက်နေထားပါတယ်ဒီနေရာမှာနနွင်းထည့်ချင်တဲ့သူကလည်းနနွင်းထည့်နိုင်ပါတယ်ကျမကတော့ဟင်းချက်တဲ့အခါမှာပဲထည့်မယ်ပေါ့နော်သူ့ကိုနေပြီးတော့မှမိနစ်30လောက်ရေခဲတတာထဲမှာသွားပြီးတော့နှက်ထားပြီးလိုက်ပါဒါဆိုလို့ရှိရင်ချက်ဖို့အဆင်သင့်ဖြစ်ပါပြီအနှစ်အတွက်ကြိတ်ထားတဲ့ကြက်သွန်နီကြက်သွန်ဖြူစီထည့်တယ်ပြီးတော့နနွင်းရဲ့ခွဲချမ်းမုတ်လေးကိုသုံးပါတယ်အယောင်တင်မုတ်လေးထည့်သုံးနိုင်ပါတယ်ရှင်ပြီးရင်တော့ကျမတို့အရသာနှက်ထားတဲ့ဝက်သားလေးကိုထည့်လိုက်ပါတယ်အသားတွေကိုဟင်းအနစ်နဲ့ခဏလောက်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့မြစ်ချင်လေးကိုထည့်ပါမယ်မြစ်ချင်ကိုတော့ကျမကတေချာလေးရေဆေးပြီးမှပဲသုံးဖို့အကြံပေးချင်ပါတယ်ရှင်ပြီးသွားရင်တော့ကျမတို့ရေလေးအနည်းငယ်ထည့်ပြီးတော့မှသူ့ကိုအသားတွေကျက်သွားတဲ့အထိချက်ထားပေးလိုက်ပါမယ်ရှင်မြစ်ဆိုတာနဲ့လေကျမကဘလူပုံစံမျိုးပဲဖြစ်မြစ်ချင်းမြစ်ပြုတ်မြစ်တလာပေါ့မြစ်တူစရာအကုန်ကြိုက်ပါတယ်ဒါကတော့ကျမအကြိုက်ပေါ့နော်အရသာလေးနည်းနည်းလူဂျပန်ရသာမဟုတ်ရဲ့စားလေးနည်းနည်းပေါ်လို့စားနည်းနည်းထည့်တယ်အကယ်၍ကိုမြစ်ချင်းကငံနေဆိုရင်စားထက်စရာမလိုပါဘူးเนาะတကြားလေးနည်းနည်းထည့်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ရေခမ်းတဲ့အထိချက်ထားပေးလိုက်ပါမယ်ရေခမ်းပြီးတော့မှနူးသွားပြီဆိုလို့ရှိရင်နန်းပင်လေးကိုအုပ်မယ်ဒါမှမဟုတ်ရှမ်းနန်းလည်းအုပ်နိုင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့အရသာရှိတဲ့မြစ်ချင်ဝတ်တာဟင်းလေးကိုရရှိလာမှာဖြစ်ပါတယ်အတန်သွင်းနေနေတော့မှကျမတည်အရင်ကြတာမြစ်ကိုအရင်ကြိုက်လို့ပါဟင်းလေးကိုလေးထမင်းပူငပိရတူးစရာအစုံလေးနဲ့စားအရင်ကိုကောင်းပါတယ်ကျေးဇူးပါဘိုင်ဘိုင်